မင်္ဂလာပါ2023002667ဖို့ဖြစ်ပါတယ်ရှင်။အခုကတော့နီလာရဲ့အကြောင်းကိုတင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်။နီလာဓာတုဖွဲ့စည်းပုံနီလာဒီဗရန်များနည်းတူကိုရန်တန်ဓာတ်ပေါင်း AN2O3 တွင်ဖြစ်ပြီးတိုင်တေနီယမ်ဓာတ်စဉ်နှင်းငယ်ပါဝင်သောကြောင့်အရောင်နှင့်ဖွဲ့စည်းမှုပုံသဏ္ဍာန်ခွဲပြားသွားခြင်းဖြစ်သည်။ပုံသောစနစ်မှာဗရန်များကဲ့သို့ပင်တွေ့ကုန်စနစ်ဖြစ်ပြီးဗရန်များနှင့်ပြင်ပန်းပုံသဏ္ဍာန်မတူရခြင်းမှာပါဝင်သောဓာတ်စဉ်များ၏မျိုးစားခြားနားခြင်းကြောင့်သာဖြစ်သည်။ရောင်လက်မှာဖန်ရောင်လက်ဖြစ်ပြီးမာဆင်6စီသည်။တွေ့ရှိပုံနီလာကိုတီလင်ကဩစတြေးလျကက်စမီးယားမြန်မာထိုင်းကမ္ဘောဒီးယားနှင့်အမေရိကန်ပြည်ထောင်စုတို့တွင်အဓိကထွက်ရှိပြီးတီလင်ကနီလာမှာအရည်အသွေးကောင်းဆုံးဖြစ်ပြီးမြန်မာနီလာမှာ၎င်း၏နောက်တွင်ရပ်တည်သည်။ကိုရိုတန်အုပ်စုဝင်ဖြစ်သောအခြားကြောင်ရောင်စုံများကိုအရောင်အလိုက်ရှေ့တွင်နီလာတက်ခါနီလာဝါနီလာဖြူအရောင်မဲ့နီလာနီလာပန်းရောင်အစရှိသဖြင့်ခေါ်ဝေါ်ကြသည်။အသုံးချပုံအလှဆင်ပစ္စည်းများနီလာကိုတူ၏ဆွဲဆောင်မှုရှိသောအရောင်များကြောင့်လက်စွပ်လက်ကောက်များဆွဲကြိုးများနဂတ်များစသဖြင့်အလှဆင်ပစ္စည်းများပြုလုပ်ရာတွင်အသုံးပြုသည်။ထို့အပြင်နာရီမျက်နှာပြင်မှန်များတွင်လည်းအသုံးပြုကြပြီးအခြားနည်းပညာပစ္စည်းများတွင်လည်းမြင်သာမှုအထူးကောင်းစေရန်အသုံးပြုကြ။ဂုဏ်သတ္တိနှင့်အရည်အသွေးနီလာကျောက်သည်ချမ်းသာကြွယ်ဝခြင်းနှင့်ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုမိုရှိစေသောကျောက်မျိုးဖြစ်သည်။မြန်မာ့နဝရက်9ပါးအတွင်းပါဝင်သည့်အတွက်မင်္ဂလာဆောင်အခမ်းအနားများနှင့်အလှူဒါနအခမ်းအနားများတွင်နီလာကျောက်များကိုဂုဏ်ပြုစွာဝတ်ဆင်ကြသည်။ထို့အပြင်ကျန်းမာရေးအတွက်လည်းအထောက်အကူဖြစ်စေသည်ဟုယုံကြည်သည်။နီလာကျောက်ကိုလက်ဝတ်ရတနာအဖြစ်ဝတ်ဆင်ခြင်းဖြင့်ကိုယ်ရည်ကိုယ်သွေးငြိမ်းချမ်းမှုပျော်ရွှင်မှုနှင့်မကောင်းသောအန္တရာယ်များမှကာကွယ်မှုများရရှိစေသည်ဟုယုံကြည်ကြသည်။အရည်အသွေးအကောင်းဆုံးကောင်းကင်ပြာရောင်နီလာကျောက်များသည်သဘာဝတွင်းထွက်ကျောက်အစစ်များဖြစ်သောကြောင့်ဓာတ်ကြီးလေးပါးသဘောရှိပြီးချမ်းသာဝင့်ကြွားမှုကိုလည်းဖော်ပြပေသည်။အရောင်အပြာမှလွဲ၍အခြားအရောင်ရှိသောနီလာများကိုဖန်စီနီလာဟုခေါ်သည်။ဖန်စီနီလာများကိုအဝါလိမ္မော်အစိမ်းအညိုခရမ်းနှင့်အခြားအရောင်များအားလုံးတွင်တွေ့ရှိနိုင်ပါသည်။နီလာများသည်အရောင်အသွေးအားဖြင့်လည်းစုံလင်ပြီးအဝါရောင်ခရမ်းရောင်မတ်မွန်ရောင်ပန်းရောင်နှင့်လိမ္မော်ရိရောင်များအနေဖြင့်လည်းတွေ့ရတတ်သည်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။